ခန်းကြီး108အိုဖျားသခင်အကျွန်ုပ်နှလုံးသည်တည်ကြည်ပါ၏တခြင်းဆိုပါမည်ဝိညာဉ်ပါလျက်ချီးမွမ်းထောမနာပြုပါမည်တယောနှင့်စောင်းတို့နိုးကြလောငါလည်းစောစောနိုးမည်အိုထာဝရဘုရားပရိသတ်လည်း၌ကိုရောကိုချီးမွမ်းပါမည်လူမျိုးတို့တွင်ကိုရောအားထောမနာတခြင်းဆိုပါမည်အကြောင်းမူကားဂိယုနာတော်သည်ကောင်းကင်သို့၎င်းသစ္စာတော်သည်မိုးတိမ်သို့၎င်းမှီပါ၏အိုဖျားသခင်ကောင်းကင်မြင့်သည့်ထက်ကိုရောကြီးမြင့်တော်မူစေတည်းမြေကြီးတစ်ပြင်လုံးကိုဘုန်းတော်လွှမ်းမိုးပါစေတည်းချစ်တော်မူသောသူတို့သည်ချမ်းသာရမည်အကြောင်းအကျွန်ုပ်စကားကိုနားထောင်၍လက်ရလက်ယုံတော်အပြင်ကဲတင်တော်မူပါတန်ရှင်ခြင်းပါရမီတော်ကိုတိုင်တည်၍ဘုရားသခင်သည်ဗျာဒိတ်ထားတော်မူသောကြောင့်ငါသည်ဝမ်းမြောက်မည်ရေခင်မြို့ကိုပိုင်းခြားမည်သူ့ကုတ်လေပြင်ကိုတိုင်းထွာမည်ဂိလတ်ပြည်ကိုငါပိုင်ရ၏မနာရှေပြည်ကိုလည်းငါပိုင်ရ၏အေဖရိမ်ပြည်ကငါဥကောင်း၏အစွမ်းဖြစ်ရ၏ယူဒပြည်ကငါ၏လွတ်တော်ဖြစ်ရ၏မောဘပြည်ကငါရေချိုးအိုဖြစ်ရ၏အေရုံပြည်ကငါခြေနှင်းရဖြစ်ရ၏ဖိလိတိပြည်ပေါ်မှာအောင်တန်နှင့်ကြွေးကြော်မည်အာကြီးသောမြို့ထဲသို့ငါ့ကိုဘယ်သူတွင်းပေးမည်နည်းအေရုံပြည်သို့ငါ့ကိုဘယ်သူလမ်းပြမည်နည်းအိုဘုရားသခင်အကျွန်ုပ်တို့ကိုစွန့်ပစ်တော်မူသောကိုတော်သည်ပြုတော်မူမည်မဟုတ်လောအိုဘုရားသခင်အကျွန်ုပ်တို့ဘိုးချေနှင့်အတူကြွတော်မမူသောကိုတော်သည်ပြုတော်မူမည်မဟုတ်လောဒုက္ခနှင့်ကင်းလွတ်စေခြင်းကမဆတော်မူပါလူတို့သည်ကယ်တင်ခြင်းကမတတ်နိုင်ကြပါဘုရားသခင်အားဖြင့်ငါတို့သည်ရဲရင်စွာပြုကြမည်ငါတို့၏ရန်သူများကိုကိုတော်တိုင်နင်းတော်မူမည်